online ပေါ်မှာသူ့ရဲ့ပိုင်ရှင်တဲ့အတူရေစရာမျက်နှာပေးလေးတွေကြောင့်နာမည်ကြီးနေတဲ့ခွေးကလေးမီနိုကတကယ်တော့ပြင်းထန်တဲ့စိတ်ကြဝေဒနာကိုခံစားနေရရှာတာပါအရင်ပိုင်ရှင်ရဲ့ဆွန့်ပစ်ခြင်းကိုခံခဲ့ရမှုတာကြောင့်ဘဝရဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးနေပြီးရှားရှိခဲ့တဲ့စိတ်တန်ရာတွေကြောင့်လည်းမကြာခဏဆိုတော့ဝမ်းနဲ့ခြေခွက်နေတတ်ပါတယ်တခင်တက်ကသူ့ကိုပြောင်းဘလို့ပဲလုပ်ပေးလို့ပဲမီနိုမျက်နှာမှာတော့အပြုံးဆိုတာမတွေ့ရပါဘူးတက်တူတွေနဲ့ရုပ်ကြမ်းကြီးလို့ထင်ရတဲ့သူ့ရဲ့တခင်တက်ကတကယ်တမ်းမှာတော့စိတ်ထားအင်မတန်နူးညံ့သူဖြစ်ပါတယ်သူကမီနိုကိုရမ်းချစ်ပါတယ်နေရလိုအနမ်းနေပေးလိုက်အဝတ်စားတစ်တွေဝတ်ပေးလိုက်နဲ့မှုံပြပြဖြစ်နေတဲ့မီနိုရဲ့စိတ်ကိုပြန်လက်ရွှင်နှမ်းလာအောင်နှီးမျိုးစုံသုံးပြီးသူကတိုင်ကလည်းရေစရာကောင်းအောင်နေပြခဲ့ပါတယ်တဖြည်းဖြည်းနဲ့မီနိုရဲ့မျက်လုံးလေးတွေပြန်လဲတောက်ပလာခဲ့ပေမဲ့ဆွန့်ပစ်ခံရတဲ့နာကျင်မှုကတော့သူ့ရဲ့နှလုံးသားထဲမှာကြာရှိနေသေးပါပဲအဲ့ဒီနောက်မှာတော့တခင်မိန်းမရဲ့ဘိုက်ထဲကနေကလေးလေးရဲ့လှုပ်ရှားနိုင်ကိုတူကျသွားပါတယ်သူကဘိုက်ထဲမှာပဲရှိနေတဲ့ဒီကလေးလေးကိုရမ်းမဲ့ချစ်မိသွားပါတယ်ဒါကြောင့်ကလေးလေးပြင်ရောက်လာမဲ့နေ့ကိုသူကနေနေစောင့်နေခဲ့ပါတယ်ဒီလိုနဲ့ကလေးလေးမွေးလာတဲ့ချိန်မှာတော့သူ့ရဲ့စိတ်မှာပျော်ရွှင်မှုဆိုတော့ကိုပြန်ရှာတွေ့တော့ပါတယ်အဲ့ဒီချိန်ကနေစပြီးမီနိုကကလေးလေးရဲ့နားအနေမခွာတော့ပဲအတူစားသူအိတ်ကမျက်နှာဆောက်ရှောက်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ကလေးလေးရဲ့နှုတ်ကနေပထမဦးဆုံးပြောထွက်လာတဲ့စကားလုံးကမီနိုဆိုတဲ့နာမည်လေးပဲဖြစ်ပါတော့တယ်